ကျွန်တော်တို့ data ခေါ်တော့ငပိလိမ်ပါတယ်ဗျငပိကလိမ်မလားမိုက်လားဘလို့ကနေဘလို့ဒီသုံးလုံးစဉ်းစားလာတယ်တော့မသိဘူးခင်ဗျတကယ်မှာဒီဟာကပါလဲဆိုရင်ငမ်းပြရည်နဲ့ငါးနဲ့ကိုကြော်ထားတာပါဗျငပိလည်းမပါပါဘူးခင်ဗျဒါပေမဲ့ကျွန်တော်တို့ data မှာတော့ဒီဟာကိုငပိလိမ်မလို့ခေါ်ကြပါတယ်ခင်ဗျဒီငမွေကြော်ကတော့ပုံမှန်ပဇွန်ကြောက်ကြော်ရည်လိုပဲကျွန်တော်တို့စက်သွန်လေးကိုအရင်ကြော်ပါမယ်ဗျစက်သွန်လေးကိုနွမ်းတဲ့အထိကြော်မယ်ပေါ့နော်ကျက်သွန်တွေကနည်းနည်းနွမ်းလာပြီဆိုရင်တော့ကျက်သွန်ဖြူနဲ့ဂျင်းထောင်းထားလေးကိုထည့်ပါမယ်ဒါပြီးရင်တော့ကျွန်တော်တို့ငရုတ်သီးခွဲချမ်းကိုထည့်ပါမယ်ခင်ဗျကျွန်တော်ကအခုကငါးပေါ့နော်ငမြချင်းတပိတ်တာခွဲကိုကြော်မှာပါခင်ဗျအဲ့ဒီအတွက်ကျွန်တော်ကျက်သွန်ဒီကို50သားလောက်သုံးထားပါတယ်။မြို့သီးခွဲချမ်းထည့်ပြီးတော့အယောင်တက်တယ်ဆိုရင်လည်းအယောင်လေးပိုလာသေးခြင်းလို့ကျွန်တော်အယောင်တင်မှုအနည်းငယ်ထည့်ထည့်ပါတယ်ခင်ဗျ။ဒါပြီးရင်တော့ငန်းပြားရည်တစ်ခွက်နီးပါးထည့်ပါတယ်ဒါကိုကျွန်တော်တို့တော်တော်လေးနွမ်းတဲ့အထိကြော်ပါမယ်ဗျကျွန်တော်ကပုံမှန်ဆိုရင်ပေါ့နော်ငပိလိမ်မာကအချင်းမထည့်ဘူးပေါ့နော်ငါးနဲ့ငန်းပြားရည်နဲ့အဆက်ကြော်တာဗျဒါပေမဲ့ကျွန်တော်မယန်းသီးလေးဝယ်ထားတာရှိရတော့ပေါ့နော်မယန်းသီးလေးပါထည့်လိုက်ပါတယ်ဗျနောက်ပြီးတော့ကျွန်တော်စားတစွန်းထည့်ပါတယ်ဗျငမ်းပြားရဲ့အနံ့နေလဲပြောက်မယ်ကျက်သွန်ကလည်းတော်တော်လေးနွမ်းလာပြီးနေထားမှာဆိုရင်ကျွန်တော်တို့ပြုတ်ပြီးတော့နှွင်ထားတဲ့ငါးတွေကိုထည့်ပါမယ်ဒါကထဲချင်းငါးရဲ့အယောင်ပါဗျဒီလိုအယောင်ကနေကျွန်တော်တို့ကညိုးလာတဲ့အထိကျွန်တော်တို့မှုေးပါမယ်မီးအေးမှာကျွန်တော်တို့အဆက်မပြတ်မှုေးပေးရပါမယ်ခင်ဗျမှုေးတာတော့တေချာလေးမှုေးပေးရပါမယ်ဗျဘာဖြစ်လို့လဲဆိုတော့အောက်ကိုချစ်တဲ့တယ်ပေါ့နော်အောက်ကိုတေချာလေးချစ်ပြီးတော့ကိုမှုေးပေးရပါမယ်စီကတော့ဒီတပိတ်တာခွဲမှာကျွန်တော်30သားလောက်သုံးထားပါတယ်ဗျအခုတော့ငမွေကအယောင်ကညိုလာပြီဆိုရင်တော့ချလို့ရပါပြီငမွေကြော်ကနေဘာလို့ငပိလိမ်မှာဖြစ်လာတယ်ဆိုတဲ့သမိုင်းကြောင်းကိုတော့ကျွန်တော်မသိပါဘူးခင်ဗျကျွန်တော်တို့ရမှာတော့ဒါကိုငပိလိမ်မှာလို့ခေါ်ပါတယ်ဒါကတော့ကျွန်တော်အဖေစားဖို့ရယ်နိုင်ငံခြားရောက်နေတဲ့ကျွန်တော်အကိုစီကိုပို့ပါဗျဒါကတော့သူ့ကိုပို့ဖို့အတွက်ကျွန်တော်ပတ်ကင်နေထုတ်တာပါတခြားဘာကြီးပါလဲဆိုတော့ဝက်စီပတ်ရဲ့ဝက်ဦးချောင်းနေရဲ့ပါပါတယ်ဗျနောက်ပြီးတော့ဂုံးနေဗျဂုံးစားခြင်းနေဆိုလို့ရှာဖွေပြီးတော့ချက်ပြုတ်ပေးရပါဦးမယ်ကျွန်တော်ကြော်ပြတဲ့ငပိလိမ်မာလေးကိုချက်စားကြည့်ရင်ပဲဖြစ်ပေါ့နော်ကျွန်တော်ရဲ့ဒီ post လေးကို repost လုပ်ပေးပါအောင်ခင်ဗျဟင်းချက်နီးလေးတွေကိုစိတ်ဝင်စားလို့ရှိရင်လည်းကျွန်တော်ကောင်းလေးကို follow ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ